အရှုံးပေးတယ်လက်လျှော့တယ်ဆိုတာကိုဂျာမန်လိုဘယ်လိုပြောကြမလဲ Adverse of given တစ်ခုခုကိုတစ်စုံတစ်ခုကိုလက်လျှော့လိုက်တယ်ထပ်မံမကြိုးစားတော့ဘူးဆိုလို့ရှိရင် adverse of given လို့ပြောလို့ရပါတယ်အဲ့တော့စာကြောင်းအနေနဲ့တည်ဆောက်မယ်ဆိုလို့ရှိရင် of given က Schambara verb ဖြစ်တဲ့အတွက် forcible verb ဖြစ်တဲ့ of ဆိုတဲ့စာလုံးလေးနောက်ဆုံးမှာထားပြီးတော့ each giver of အဲ့လိုမျိုးတည်ဆောက်လို့ရပါတယ်အတိပ္ပယ်ကတော့ငါလက်လျှော့လိုက်ပြီငါထပ်မကြိုးစားတော့ဘူးငါရှုံးပေးလိုက်ပြီအဲ့လိုအတိပ္ပယ်ရပါတယ် Ich gebe auf weil ich nie eine Chance hatte ငါဘယ်တော့မှအခွင့်အရေးကောင်းကောင်းမရခဲ့တဲ့အတွက်ကြောင့်မလို့ငါဆွမ်းလာလိုက်ပြီငါလက်လျှော့လိုက်ပြီ Ich gebe nicht auf wenn es schwer wird ခက်ခဲလို့ရှုံးပေးလိုက်တာမဟုတ်ဘူး Ich gebe auf ငါရှုံးပေးလိုက်တယ် wenn ich merke dass es ငါတတိထားမိသွားတယ် das ganze Drama ဒါကြီးတစ်ခုလုံးက drama တစ်ခုလိုပဲ den Spaß und die Kraft နာကျင်မှုနဲ့စူးစမ်းအားထုတ်မှုတွေက nicht mehr wert is အဖို့မတန်မှုအလဟတ်သက်ပဲဖြုံးတီးတာမျိုးပဲဖြစ်တယ်လို့တတိထားမိတဲ့အခါမျိုးမှာဆိုရင်တော့စောင့်လာလိုက်တယ် Ich verliebe mich endlich in ein Leben ohne dich မင်းမပါတဲ့ award ကိုငါရန်သဘောကျသွားတဲ့အတွက် Ich gebe dich endlich auf မင်းကငါဆုံးလာလိုက်တယ် Ich gebe auf. 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 Ich gebe auf.